ကဲတိုင်းတို့ဒီပွဲမှာဆိုတော့ကိုမိမိခွေးရဒီရဲ့ကိုနိုဟာယူအောင်လာတိုက်ခိုက်မှာကွာအဲ့ဒါကိုငါ့ကာကွယ်တော့ပြစ်ပေးထားတဲ့ပွဲပဲဖြစ်တယ်ငါတို့တွားကြည့်လောက်များရောက်ရေးနောက်ဆက်ငါတို့ဆင်းလာတဲ့အန်မီဆုံးပြစ်လိုက်မှာကွာပြီးလို့ရှိရင်ဒုက္ခရိုင်စာတန်းလေးပေါ်လာပါတော့သူဒီရဲ့ရွာရုပ်လာတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းတွေပေါ့နော်တော့ဆက်အန်မီလေးပြစ်တယ်ကွာကျုံးတယ်နော်လာပြစ်သွားတယ်ရောက်ရင်ကျုံးတယ်တွေးဆက်နဲ့လွတ်သွားတယ်အိမ်တို့ပြေးဝင်လိုက်ပါတယ်ခင်ဗျာအဲ့ဒီကမစားလိုက်ပြီပါသူကဒီရွာကိုလာတိုက်ခိုက်မဲ့ပွဲဆိုရှင်မှာဒီကိုစာတိုင်းပေါ်လာတော့စကွင်ရွှေ့မှာတွေ့မလားမြေခွေးပုံစံနော်ခုနကမျက်နှာဖုံးဖုံးဆန်တယ်အဲ့လိုပုံစံလေးပေါ်လာပြီဆိုရှင်တို့ကဒီရွာကိုလာတိုက်ခိုက်တော့မှာနော်အဲ့ဒါဆိုငါတို့မြေပုံလေးကိုချက်ကြည့်လိုက်ပါလောဆယ်ကတော့ဒူမလာလေးရောဒူလာရှင်မိနစ်လေးပြပါတော့ဘေးတိုင်းမှာမိနစ်လေးတက်ခိုင်းပါဗျာ2မိနစ်တည်းကြည့်လိုက်ပါအဲ့ဒီမိနစ်ပြည့်သွားရှင်ဒူထွက်လိုက်ပါဒူထွက်ပြီးတော့ဒူစပြီးတော့ခြေလန်းဆက်လန်းလိုက်ပါဒီရွာတော့မကြည့်လိုက်တော့မြေပုံမှာချက်ထောက်ပြပြီနော်ကဲပါဒူဟိုဘက်ထိတ်ရင်တော့လာတော့မှာနော်ဒါငါတို့ဂန်းတွေပါကြီးတွေပါအေးစုတော့ကောက်ထားရတော့ဒူလာလို့ရှိရင်အစင်ပြည့်ရအောင်ဒီထဲမှာဆိုလို့ရှိရင်ငါတို့ enemy ဆိုတဲ့ပြစ်လို့မရ enemy လည်းငါတို့ပြစ်လို့မရငါတို့လည်းတို့ပြစ်လို့မရလုံးဝ enemy နဲ့ငါတို့လည်းပေါင်းပြီးတော့ဒီမြေခွေးကိုပြစ်ရအောင်နော်နိုင်အောင်ပြစ်ရမှာကွာဒီဘက်မှာဆိုတော့ကျွန်တော်တို့ပြစ်တော့ပြစ်တယ်ကွာဒါတူကပုံမှန်ပွဲလို့မဟုတ်အောင်ပုံမှန်တော့ငါတို့နှစ်ယောက်ဝိုင်းပြတော့တေးတယ်ကွာဒီရောက်ရေး20ခွက်30ခွက်လောက်ဝိုင်းပြတာမတေးဘူးအောင်တော်လေးကိုမာတယ်ကွာကြည့်လိုက်တော့မှကြည့်အောင်15ဦးတွေအောင်30ခွက်လောက်ရှိနေအောင်30ခွက်လောက်ဝိုင်းပြနေတယ်ထဲမှာရှိနေရတာရှိတော့ရှိနေမပြစ်တာလားဒီကောင်တွေကလည်းအဲ့မကားတော့ရလူတွေကတဖြည်းဖြည်းနဲ့များလာရခု20ရောက်40ခွက်50ခွက်လောက်ရှိနေရောက်ရောမှာဟဲ့50ခွက်60ခွက်လောက်ရှိအောင်ဝိုင်းပစ်တာတွေးရတော်လေးကိုရော့လာတယ်ဒါပေမဲ့ကွာကြည်ရမလောက်ကွာကြည်တွေမလောက်ဆိုပေမဲ့ကွာကျူနီးနာတော့ပစ်လို့ရှိရင်တော့ကြည်တွေကြတာဗောနော်ကြည်တွေကောက်တော့ငါတို့ကတူကဟိုဘက်ရွာဘက်ကိုရောက်သွားပြီရောက်ရေးရွာတော့ဖြူတော့မလားမသိဘူးမြန်လိုက်ရောက်ရေးလူရတယ်ကွာနည်းနည်းတေဝါကောင်တွေကရှိသေးတယ်တေဝါတော့ထွက်ပြေးသွားတာမသိပါဘူးကွာနိုင်ရမယ့်ဟာကိုရောက်ဒီကွာရှုံသွားရေလို့မလို့ပဲကြည့်လိုက်တော့အတေးကြီးပြစ်တာရောက်ရေးenemy ဖက်ကလည်းတေဝါလာပြီငါဖက်တော့တယောက်ပါပါဗောနော်လူတွေနဲသွားလို့လားဒါမှမဟုတ်မပြစ်ကြလားကြည်မရှိလို့လားဘာသာတော့မသိအောင်ရေးနိုင်ရမယ့်ပွဲကိုရောက်40ခွက်50ခွက်လောက်ဝိုင်းပြစ်တော့ရောက်မသေးဘူးလေရောက်ရေးဒီပွဲလဲကျွန်တော်တို့ရှုံးနေကွာပေါ့ကွာရောက်ကြည့်လိုက်ပါဦးကွာကဲဘာမှမဖြစ်ဘူးကွာနောက်ပွဲတာရှိခဲ့မယ်ဆိုရင်တော့နောက်ပွဲကြိုင်နိုင်အောင်ပြစ်ခဲ့မှာနော်ကဲဒီပွဲမှာဆိုရင်တော့ကျွန်တော်တို့ရှုံးနေတော့ပဲဖြစ်ပါတယ်ရှုံးသွားတော့မရောက်ရေးဒီလိုဗီဒီယိုလက်ရခဲ့တယ်တော့နိုင်သွားချင်းဘယ်လောက်ဒီများမိုင်းလိုက်မလဲကွာနော်ကဲဒီဗီဒီယိုလေးကဒီလောက်ပါခင်ဗျာနောက်ဗီဒီယိုကြိုင်တော့နိုင်အောင်ပြစ်ခဲ့မယ်လို့ပြောချင်ပါတယ်ကဲအောင်ပဲဘိုင်